ရှိတယ်ပေါ့နော်မူလတရားဝင်ရွာမီတရားဝင်ရွာမီကကြတော့အခုကြီးရွာနေတဲ့အတိုင်းဝိုင်းကနေပြီးတော့ဒီဖွက်ထားတဲ့ဒီတက်ဆိုင်ရာဌာနမှာဒီမပုံနဲ့စိမ်းမှာတက်ခါဝေးနေရှိတယ်ဒီကျမတို့ရွာမီဆိုတဲ့ရွာကြီးပေါ့နော်အဲ့လိုရွာမီဆိုတာဒါမူလဒါတရားဝင်ရွာမီနောက်တစ်ခုကကျတော့အဲ့ဒီရွာမီနဲ့ဆက်ပြီးတော့တိုးချဲ့ထားတဲ့ရွာမီနှစ်ခုဖြစ်သွားပြီနောက်တစ်ခုကကြတော့ဒီမြေလွတ်မြေရိုင်းတွေရှိတယ်စက်ကြက်မြေတွေရှိတယ်တစ်တော်မြေတွေရှိတယ်အဲ့ဒီအပြင်အခြားမြေပေါ်မှာတည်ထားတဲ့ရွာမီနောက်တစ်ခုကကြတော့ဒီမိတ်ဆွေတို့ဘာသာမိတ်ဆွေတို့ပေါ့နော်ဒီတအိမ်စာနှစ်အိမ်စာသုံးအိမ်စာနေရနေပြီးတော့ဖြစ်တည်လာတဲ့ရွာမီနောက်တစ်ခုကကြတော့ဥပဒေနဲ့အညီတည်ထောင်ချထားတဲ့ရွာမီနောက်ပြီးတော့အခုကြေးရွာခရင်တွေရွာမီတွေကိုဝင်တဲ့အခါမှာကြေးရွာခရင်ရှောက်လို့ရတယ်ကြေးရွာခရင်ရှောက်လို့ရတယ်ဆိုပြီးတော့ပြောကြတာရှိတယ်အဲ့ဒီအတွက်ဒီကြေးရွာခရင်ထုတ်ပေးထားတဲ့ရွာမီအတွင်းကရှိတဲ့ရွာမီအဲ့လိုရွာမီအမျိုးအစားတွေအများကြီးရှိတယ်ရွာမီနဲ့ဒီအနီးပတ်ဝန်းကျင်မှာရှိတယ်လေရှိတယ်လေတွေကနေပြီးတော့လေယာမီတွေမလုတ်ကင်တော့ဘဲနဲ့လာရ30လနာ39လာရ30အခြားနည်း30ဝင်နဲ့လျှောက်ထားခြင်းမရှိဘဲနဲ့အိမ်ဆောင်နေထိုင်တာတွေဒီလိုမျိုးလေမီကိုအခြားနည်း30ဝင်မကြဘဲနဲ့နေထိုင်တာတွေရာဆိုလို့ရှိရင်မူလရွာမီနဲ့တိုးချဲ့ထားတဲ့ရွာတစ်မီလို့ခေါ်တဲ့လေယာမီပေါ်မှာကျူးနေတာဖြစ်တဲ့အတွက်တချို့တွေကဒီလိုကျူးထားတဲ့မြေပေါ်မှာသူတို့ထုတ်ပြီးထားတဲ့ဆက်လက်အမှတ်သားလေးရှိတယ်ပေါ့နော်အဲ့ဒီဆက်လက်အမှတ်အသားလေးတွေကိုရွာမီအထောက်အထားဆိုပြီးတော့ရှိတယ်ရွာမီနဲ့ပတ်သက်ပြီးတော့သက်ဆိုင်ရာဌာနအဖွဲ့အစည်းရနေပြီးတော့ဘာစာမစာတဲ့အထောက်အထားတစုံတလေးမှထုတ်ပြီးထားတာမရှိပါဘူးလေယာမီပေါ်မှာကျမတို့ကဒီအိမ်ဆောက်နေထိုင်ဖို့ပြင်မယ်စက်မှုလို့ရှိရင်အရင်တော့ကလာနာ30ကိုအခုလာရ30ဆိုပြီးလျှောက်ထားရတယ်ဒီလိုမျိုးလျှောက်ထားပြီးတော့အခြားနည်းအသုံးပြုခွင့်ကြပြီဆိုလို့ရှိရင်လူတွေထိုင်ဖို့အကွက်ရိုက်ပြီးတော့ပေါ့နော်ဒီတိုးချက်ပြီးတော့ရွာမီတွေလုပ်တယ်ဒီလိုမျိုးရွာမီတွေဆိုလို့ရှိရင်တော့အလားအလာကောင်းနိုင်ခြေရှိတယ်ပေါ့နော်အလားအလာကောင်းနိုင်ခြေရှိတယ်သူတို့ဒီရွာမီကနေပြီးတော့တဆင်အကယ်၍ဒီမြေကရန်ပေါ့နော်ကရန်မြေရှောက်မယ်ဆိုလို့ရှိရင်လည်းစီမံကိန်းတွေမှာပါနိုင်ခြေရှိတာဖြစ်တဲ့အတွက်ဒီလိုရွာမီအမျိုးအစားတွေကစိတ်ချရတယ်ရွာမီရဲ့သဘောတဘာဝကသူကဒီဆက်